ဒီနေ့မှာတော့ဘယ်ဘက်ထရီအမျိုးအစားတွေကဈေးကျသွားပြီလဲဆိုတာကိုကျွန်တော်လိုက်ပြပြီးမှဖြစ်ပါတယ်ဒီ Grow 280 mAh ဘက်ထရီဆိုလို့ရှိရင်အရင်ကဈေးက390ဖြစ်ပြီးတော့အခုဆိုလို့ရှိရင်68သိန်းနဲ့ဝယ်လို့ရနိုင်ပါတယ်ဒီ BLU 314 mAh ဘက်ထရီတွေကကြတော့အရင်တော့ဈေးက80နဲ့မှ3သိန်းအခုဆိုလို့ရှိရင်81သိန်းအထိကိုဈေးကျတော့ဒီ Ghost Power 314 mAh ဘက်ထရီတွေကအရင်ဈေးရဆိုလို့ရှိရင်80နဲ့မှ2သိန်းအခုဆိုလို့ရှိရင်380ပြီးတော့ Ghost Power 300 mAh ဘက်ထရီတွေကကြတော့အရင်ဈေးက60နဲ့မှ9သိန်းအခုဆိုလို့ရှိရင်65သိန်းတဲနဲ့ဝယ်လို့ရနိုင်ပါပြီ။နောက်ထပ်ဈေးထပ်ချပေးထားတဲ့ဘက်ထရီအမျိုးအစားကကြတော့ Vigori 314 mAh ဘက်ထရီနဲ့ Vigori 200 mAh ရှိတဲ့ဘက်ထရီအမျိုးအစားပဲဖြစ်ပါတယ်။ Vigori 314 mAh ဘက်ထရီဆိုလို့ရှိရင်အရင်တော့ဈေးက80နဲ့မှ6သိန်းအခုဆိုလို့ရှိရင်80နဲ့မှ3သိန်း Vigori 200 mAh ဘက်ထရီကကြတော့အရင်တော့ဈေးက50နဲ့မှ9သိန်းအခုဆိုလို့ရှိရင်58သိန်းထိကိုဈေးချပေးထားတာဖြစ်ပါတယ်။ခုလိုဘက်ထရီတော်တော်များများကိုဈေးချပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးနှုန်းချူချူတာကနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ MK Solar မြန်မာမှာလာရောက်ဝယ်ယူဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။ဒီစိတ်ဆုံးနဲ့မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Page Messenger မှာလာရောက်မေးမြန်းလို့ရတဲ့မျိုးပဲ။ Hotline ဖုန်းနံပါတ်ဖြစ်တဲ့3943361112ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။